င်းမင်းစဉ်းစားကြည့်ကွာသူ့ဘာငါ့ကိုအရင်ထားသွားတယ်ပြီးတော့သူကပို့ပြီးတော့နာကျင်ခံစားရတယ်အဲ့ဒါဖြစ်တင်လားဟိုငါကြံခဲ့တဲ့ကောင်လေကွာကြံခဲ့တဲ့ကောင်ပို့ပြီးတော့နာကျင်ခံစားရမှာလားဟုတ်မင်းပြောဩ तू လည်းမင်းကိုမချစ်လို့ထားခဲ့တာမှမဟုတ်တော့ကွာမင်းအပူတွေပါကွာ तू ကအစ်စ်တွေ့ပြီးတော့ငါ့ကိုသူ့ဘဝတဲ့လုံလောက်တဲ့အရင်မရှိဘူးလေပါလေးနဲ့ငါ့ကိုတမင်တက်တဲ့အကြောင်းပြပြီးထားခဲ့တာဟိုငါပို့ပြီးတော့နာကျင်ခံစားရမှာလားမင်းပြောလေ ဘလို့ပဲဖြစ်ဖြစ်မင်းတို့နှစ်ယောက်ပြတ်သွားပြီမလားအဲ့တော့ဘာမှခံစားမနေနဲ့တော့ဟုတ်ပြီလားနော် fighting တိုင်း ဟုတ်ပါကွာအခုကမတရားဘူးဟိုငါပို့နာကျင်ခံစားရမှာလေကွာမင်းရတယ် အေးပါကြာအားစစ်စစ် နင်မဲတွေးကြည့်စမ်းပါဟဲ့အကောင်ကလေငါ့ကိုပါဇက်ပြားနေရှစ်တယ်နဲ့တကယ်တမ်းဘဝကိုလက်တွေကြအကောင်ထဲဖော်ပြီးတော့နှစ်ဖူးတွေဒူးတွေရင်ဆိုင်ရမယ်ဆိုတော့လေးစီပဲဘာမှအားကိုလို့မရဒါမဲ့ငါတို့တကယ်ရှစ်တာဟာတကယ်ရှစ်လျက်နဲ့တို့လမ်းခွဲလိုက်ရလို့လေငါအရင်ခံစားနေရတာအဲ့ဒီခံစားချက်ကိုနင်တို့ကိုချင်းစာတတ်မှာမဟုတ်ပါဘူးဟာအကောင်လည်းသိမှာမဟုတ်ဘူးအေးပါဟာငါနားလေပါတယ်နေရာလေဟဲ့နင်ကနားလဲပေးနိုင်ပေမဲ့လေတကယ်တမ်းနားမလဲပေးနိုင်ရအဲ့အကောင်တို့ငါဘာကြောင့်ထားသွားခဲ့ရလဲဆိုပြီးအပြစ်တင်ဖို့ပဲသိရဘာဖြစ်လို့ထားသွားရလဲဆိုတော့အဖြစ်မရှာဘူးမစင်စားဘူးအခုလဲလေငါသူ့ကိုထားသွားလို့ तू ကပို့ပြီးနာကျင်ခံစားရပါတယ်ဆိုပြီး line ပေါ်တက်ပြီး drama ကြီးခင်းပြနေရတယ်ငါမသိဘူးငါမှတ်နေလား तू လည်းသူခံစားချက်နဲ့ तू တော့ဟာမင်းတို့နှစ်ယောက်အခုဇလန်တစ်ခိုင်းရောက်သွားရင်မလားအဲ့တော့ဘာမှခံစားမနေနဲ့တော့ဒါပေမဲ့ငါနာကျင်ရတယ်မခံစားနေရဟာသိချစ်နေကြတော့သူလိုပဲမုန်းမမြင်သေးဘူးအခုပြက်ပြီလဲဆိုတော့ဒီဘက်ကပွားလိုက်ဒီဘက်ကပွားရားရရနဲ့နားထောင်ပြရတယ်လို့စိတ်ငြိမ်တယ်စိတ်မပြေဘူးရုံးနေ A few moments later ဒီကြဖုန်းတွေပါလေဆက်လို့ပါဘာကိစ္စရှိလဲကိစ္စအခုပြောလို့မရသေးဘူးခဏနေနော်ငါဆောင်လာတော့မောင် A few moments later ပြောစမ်းမတကူတကဖုန်းနဲ့ဆက်ခေါ်တာဘာကိစ္စရှိလို့လဲငါခေါ်တော့မဟုတ်ပါဘူးဟောဒီကောင်ဖုန်းဆက်ခေါ်လို့လာတာဟုတ်လားငါနဲ့ကြုံပြောထားမယ်နော်ငါဒီကောင်နဲ့ပြန်ဆင်ပြေကိုလုံးဝစိတ်ဝင်စားတော့ငါတို့သူနဲ့ဂျားထဲကနေပြီးတော့ပြန်ပြီးအောင်သွားပြီးဝင်နေစဉ်းစားနေအမေငါပြောမှ तू ကဥသွားသေးတယ်နေရပါဦးမဟာပြောဘူးလေထားပါနော်ဒီမှာခုမင်းတို့နှစ်ယောက်လုံးကိုငါဖုန်းဆက်ပြီးခေါ်လိုက်ရတဲ့အကြောင်းရင်းကပြန်စင်ပြေတော့မှတူပါရဲ့ငါသူနဲ့ပြန်ဆင်ပြေအောင်လုပ်ပြီးမှလားမသိနည်းနည်းတော့မူလာမင်းကလည်းငါတကယ်ကြီးမှာပေါ့တဲ့မင်းကလည်းငါတကယ်ကြီးအဲ့တော့နင်တို့နှစ်ယောက်ချင်းနေကြိုက်နေကြတော့ကတော့နှစ်ယောက်ကရမ်းဖြစ်နေတာအခုပြက်လဲပြက်တော့ဘာဖြစ်လဲသူကပုံနာခြင်းရပါတယ်နင်တို့နှစ်ယောက်လုံးမနာခြင်းရအောင်တကယ်နာခြင်းခံစားရတာငါမင်းတို့ပြောတာကိုနားထောင်ပြီးတာငါမှအဲ့ဒါကိုပြောချင်လို့နှစ်ယောက်လုံးကိုဖုံးဆက်ခေါ်လိုက်တာအခုလောလောဆယ်ဒီဘိုးအာညီလေးဒီကော်ဖီဘိုးကိုသူတို့ရှင်းလိုက်မယ်နော်ကိုသွားပြီမဟုတ်ဘူးလေဟုတ်ထားတယ်ဟုတ်ထားတယ်ကျွန်တော်လို့ဂျားညက်ပြီးအာရုံနောက်အခုလိုဖြည့်ရှင်းလိုက်Hồi đàn một